สวัสดีครับအားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးကိုဆုံးအောင်ကြည့်ပြီးသွားရင်ထိုင်းရန်12လအခေါ်တွေကဘယ်ကနေဖြစ်ပေါ်လာတယ်ဘယ်လိုခေါ်ရလဲဆိုတာကိုအမှန်တိုင်းဂဂနနသိသွားမှသိကြပါတယ်ဗီဒီယိုရဲ့အဆုံးမှာဝါချဖွဲ့ထားတာလည်းပါပါတယ်เนาะထိုင်းလိုမျိုးရက်လနှစ်တွေရဲ့လကိုဒူအန်လို့ခေါ်တာဖြစ်ပြီးတော့အဲ့ဒီဒူအန်ဆိုတဲ့စကားလုံးကလတိုင်းရဲ့ရှေ့မှာရှိပါတယ်ဒါဆိုရင်သင်ခန်းစာလေးစကြည့်လိုက်အောင်เนาะဇန်နဝါရီလကိုဒူအန်မကရာခုံလို့ခေါ်ပါတယ်ဒူအန်မကရာခုံတချို့ကတော့မုတ်ကရာခုံးလို့ခေါ်ကြတယ်ဒါပေမဲ့အဲ့ဒီမုတ်ကရာခုံးဆိုတာကအမှန်မဟုတ်ပါဘူးသူတို့ဘာဖြစ်လို့မုတ်ကရာခုံးလို့ခေါ်လဲဆိုရင်ဒီစလုံးမှာစာရာအိုးကိုဖျောက်ထားတယ်လို့သူတို့ထင်သွားတာဖြစ်ပါတယ်အမှန်တကယ်တော့ဒီဟာကစာရာအိုးကိုဖျောက်ထားတာမဟုတ်ပါဘူးစာရာအာကိုဖျောက်ထားတာဖြစ်ပါတယ်ဒီအကြောင်းအရာကိုဒီထက်ပိုပြီးတော့ရှင်းရှင်းလင်းလင်းဂဂနနသိကျင်တယ်ဆိုရင်ကိုမတ်မှာရေးထားခဲ့ပေးပါနောက်ထပ်ဘ ഹു တုတသင်ခန်းစာတစ်ခုအနေနဲ့ဆက်ပြီးတော့လုပ်ပေးပါမယ်ဒါဆိုရင်ကျွန်တော်တို့သင်ခန်းစာလေးကိုပြန်ပြီးဆက်လိုက်အောင်ဇန်နဝါရီလကိုเดือนมกราคมเดือนมกราคมဖေဖော်ဝါရီလကိုတော့เดือนกุมภาพันธ์เดือนกุมภาพันธ์มะลาကိုเดือนมีนาคมเดือนมีนาคมเอเบลาကိုเดือนเมษายนเดือนเมษายนเมลาကိုเดือนพฤษภาคมเดือนพฤษภาคมจุลาကိုเดือนมิถุนายนเดือนมิถุนายนจุลายကိုเดือนกรกฎาคมเดือนกรกฎาคมออกลาကိုเดือนสิงหาคมเดือนสิงหาคมสเตมบาลาကိုเดือนกันยายนเดือนกันยายนออกโตบาลาကိုเดือนตุลาคมเดือนตุลาคมโนเวมบาลาကိုเดือนพฤศจิกายนเดือนพฤศจิกายนดิเซมบาลาကိုเดือนธันวาคมเดือนธันวาคมကျွန်တော်တို့လတွေကိုရေးတွက်တဲ့အခါမှာရှေ့မှာရှိနေတဲ့เดือนဆိုတဲ့စကားလုံးနဲ့နောက်မှာရှိနေတဲ့ခုံးတို့ဖန်းတို့မျိုးတို့ဒီစကားလုံးတွေကိုဖျောက်ပြီးတော့ရေးတွက်လို့ရပါတယ်ဒါဆိုရင်အတူတူရေးတွက်ကြည့်လိုက်အောင်เนาะมกรากุมภามีนาเมษาพฤษภามิถุนากรกฎาสิงหากันยาตุลาพฤศจิกาธันวาဒီလိုမျိုးရေးတွက်လို့ရပါတယ်ရှေ့မှာရှိနေတဲ့เดือนဆိုတဲ့စကားလုံးကလကိုခေါ်တာတော့ဟုတ်ပါပြီနောက်မှာရှိနေတဲ့ခုံးတို့ဖန်းတို့ယွန်းတို့ဒီစကားလုံးတွေကပါတယ်လေအခုဆက်ပြီးလေ့လာကြည့်လိုက်အောင်เนาะထိုင်းရလခေါ်ပေါ်မှာခုံးဆိုတဲ့စကားလုံးနဲ့အဆုံးသတ်ထားရင်အဲ့ဒီလဟာ31ရက်နဲ့လကုန်တာဖြစ်ပါတယ်ယွန်းဆိုတဲ့စကားလုံးနဲ့အဆုံးသတ်ထားရင်တော့30ရက်နဲ့လကုန်တာဖြစ်ပါတယ်ဒါဆိုရင်ဖန်းဆိုတဲ့စကားလုံးကရောဖန်းဆိုတဲ့စကားလုံးနဲ့အဆုံးသတ်ထားတာတစ်လပဲရှိပြီးတော့ကျွန်တော်တို့28ရက်တို့29ရက်တို့နဲ့လကုန်လေးရှိတယ်ဖေဖော်ဝါရီလကိုပြောတာဖြစ်ပါတယ်ဒီလောက်ဆိုရင်တော့ထိုင်းရလခေါ်ပေါ်တွေကိုတိလောက်ပြီလို့ထင်ပါတယ်ကျွန်တော်တို့ဝါကြလေးနဲ့ဆက်ပြီးကြည့်လိုက်အောင်ပထမဆုံးအနေနဲ့ဇန်နဝါရီလကိုဝါကြဖွဲ့ကြည့်အောင်เนาะเดือนมกราคมอากาศเย็นสบายเหมาะกับการออกไปข้างนอกเดือนมกราคมဇန်နဝါရီလอากาศเย็นสบายရာသီဥတုကတာယာတယ်เหมาะတင့်တော်တယ်การออกไปข้างนอกအပြင်ကိုထွက်ခြင်းเหมาะกับการออกไปข้างนอกအပြင်ကိုထွက်ဖို့တင့်တော်တယ်เดือนมกราคมอากาศเย็นสบายเหมาะกับการออกไปข้างนอกဇန်နဝါရီလမှာရာသီဥတုကအေးချမ်းတာယာတာဖြစ်လို့အပြင်ထွက်ဖို့တင့်တော်ပါတယ်ဒီလိုအဓိပ္ပာယ်ရပါတယ်เดือนกุมภาพันธ์ตอนกลางวันเริ่มร้อนขึ้นเล็กน้อยเดือนกุมภาพันธ์ဖေဖော်ဝါရီလตอนกลางวันနေ့လယ်ပိုင်းเริ่มစတင်တယ်ร้อนပူတယ်เริ่มร้อนစပြီးတော့ပူလာတယ်အဲ့နေရာမှာကျွန်တော်တို့ရှာမလိုက်တတ်ဖို့ဆိုရင် limร้อน လို့ပြောလို့ရတယ်ขึ้นတက်တယ် เล็กน้อยနည်းနည်းလေးเดือนกุมภาพันธ์ตอนกลางวันเริ่มร้อนขึ้นเล็กน้อยเดือนกุมภาพันธ์ตอนกลางวันเริ่มร้อนขึ้นเล็กน้อยဖေဖော်ဝါရီလမှာနေ့လယ်ပိုင်းဆိုရင်အပူချိန်နည်းနည်းတက်လာတယ်เดือนมีนาคมอากาศเริ่มร้อนและแดดแรงเดือนมีนาคมมัชลาอากาศ
ရာသီဥတု rim rod စတင်ပြီးတော့ပူတယ် let ပြီးတော့ တဲ့ rain နေအောင်ကြီးပြင်းတယ် that နေအောင်ကြီး rain အားပြင်းတယ်အားကောင်းတယ် that rain နေအောင်ကြီးအားပြင်းတယ်နေပူပြင်းတယ်เดือนมีนาคมอากาศเริ่มร้อนและแดดแรงมัชลามาနေပူချိန်ပြင်းပြီးတော့ရာသီဥတုပူစားပြုလာပြီเดือนเมษายนอากาศร้อนมากเดือนเมษายนเอเปริลอากาศရာသီဥတုร้อนပူတယ်มากအများကြီးร้อนมากအရန်ပူတယ်เดือนเมษายนเอเปริลอากาศร้อนมากရာသီဥတုအရန်ပူတယ်เดือนเมษายนอากาศร้อนมากเอเปริลမှာရာသီဥတုအရန်ပူတယ်เดือนพฤษภาคมเริ่มมีฝนตกและอากาศชื้นขึ้นเดือนพฤษภาคมเอเปริลเริ่มมีฝนตกမိုးစကြလာပြီอากาศရာသီဥတုชื้นဆိုဆွတ်တယ်ขึ้นတက်တယ်ชื้นขึ้นဆိုထိုင်းစားမြင့်တက်လာတယ်เดือนพฤษภาคมเริ่มมีฝนตกและอากาศชื้นขึ้นเดือนพฤษภาคมเริ่มมีฝนตกและอากาศชื้นขึ้นမေလမှာမိုးစရွာလာပြီးရာသီဥတုကဆိုးဆွတ်လာတယ်เดือนมิถุนายนฝนตกบ่อยควรพกร่มออกจากบ้านเดือนมิถุนายนจนละฝนตกမိုးရွာတယ်บ่อยခဏခဏฝนตกบ่อยခဏခဏမိုးရွာတယ်မကြာခဏမိုးရွာတယ်ควรတင့်တော်တယ်တင့်တယ်พกယူဆောင်တယ်ร่มทีออกထွက်တယ်จากมาบ้านအိမ်ออกจากบ้านအိမ်มาထွက်တယ်เดือนมิถุนายนฝนตกบ่อยควรพกร่มออกจากบ้านเดือนมิถุนายนฝนตกบ่อยควรพกร่มออกจากบ้านส่วนลမှာမိုးခဏခဏရွာလို့အိမ်ကထွက်ရင်ထီးယူသွားတယ်ပါတယ်เดือนกรกฎาคมฝนตกหนักและอากาศครึ้มทั้งวันเดือนละเดือนกรกฎาคมจุลายละฝนမိုးตกကြတယ်หนักလေးတယ်များတယ်หนักကနေရာအများကြီးမှသုံးတယ်ကျွန်တော်တို့ဝါကြပေါ်မူတည်ပြီးတော့အပြောင်းလဲတွေရှိပါတယ်ဘာမှမစိုးရိမ်ပါနဲ့ကိုကလေ့လာတာများလာရင်သုံးတာများလာရင်ဘယ်နေရာမှာဘယ်လိုသုံးရတယ်ဆိုတာကိုယ်တိုင်သိလာမှာဖြစ်ပါတယ်ခรึ้มဆိုတာကအုပ်မှိုင်းနေတာမျိုးကိုပြောတာဖြစ်ပါတယ်ဥပမာခรึ้มฟ้าမိုးအုပ်နေတယ်วันနေ့ရက်ทั้งวันတနေ့လုံးเดือนกรกฎาคมฝนตกหนักและอากาศครึ้มทั้งวันเดือนกรกฎาคมฝนตกหนักและอากาศครึ้มทั้งวันဇူလိုင်လမှာမိုးပြင်းထန်စွာရွာပြီးတနေ့လုံးမိုးအုပ်နေတတ်ပါတယ်เดือนสิงหาคมฝนตกมากบางพื้นที่มีน้ำท่วมเดือนสิงหาคมဩဂတ်လฝนตกมากမိုးရမ်းရွာတယ်မိုးရမ်းများတယ်พื้นที่မြေနေရာဒေသมีရှိတယ်น้ำရေน้ำท่วมရေလွှမ်းမိုးတယ်ရေကြီးတယ်เดือนสิงหาคมฝนตกมากบางพื้นที่มีน้ำท่วมเดือนสิงหาคมฝนตกมากบางพื้นที่มีน้ำท่วมဩဂုတ်လမှာမိုးရမ်းများပြီးတချို့ဒေသတွေဆိုရေလွှမ်းမိုးတတ်ပါတယ်စက်တင်ဘာလကိုဆက်သွားမယ်เดือนกันยายนฝนเริ่มน้อยลงแต่อากาศยังชื้นเดือนกันยายนสเตมบาละฝนမိုးเริ่มน้อยลงစပြီးတော့နည်းလာတယ်แต่ဒါပေမဲ့อากาศရာသီဥတုยังชื้นဆိုးဆွနေတော့မယ်ဆိုးထိုင်းနေတော့မယ်เดือนกันยายนฝนเริ่มน้อยลงแต่อากาศยังชื้นစက်တင်ဘာလဟာမိုးနည်းလာပေမဲ့ရာသီဥတုကတော့ဆိုးဆွနေတော့မယ်ဒီနေရာမှာရာသီဥတုကဆိုးဆွနေတော့မယ်ဆိုတာထက်
လေတုကတော့ဆိုးဆွနေတော့မယ်လို့ဘာသာပြန်လို့ရှင်ပို့ပြီးတော့အဆင်ပြေလိုက်မှထင်တယ်နော်เดือนตุลาคมฝนลดลงและมีแดดมากขึ้นเดือนตุลาคมအောက်တိုဘာလฝนลดลงမိုးနည်းလာတယ်และပြီးတော့มีရှိတယ်แดดနေရောင်มากအများကြီးขึ้นတက်တယ်มากขึ้นပိုများလာတယ်เดือนตุลาคมฝนลดลงและมีแดดมากขึ้นเดือนตุลาคมฝนลดลงและมีแดดมากขึ้นအောက်တိုဘာလမှာမိုးနည်းလာပြီးနေပွင့်ချိန်ပိုများလာပါတယ်နိုဝင်ဘာလကိုဆက်သွားမယ်เดือนพฤศจิกายนอากาศเย็นสบายและท้องฟ้าโปร่งเดือนพฤศจิกายนနိုဝင်ဘာလอากาศเย็นสบายရာသီဥတုကအေးမြတာရတယ်และပြီးတော့ท้องฟ้าမိုးကောင်းကင်โปร่งဆိုတာကကျွန်တော်တို့ဒီကောင်းကင်တစ်ခုလုံးကိုကြည်ကြည်လင်လင်နဲ့ပွင့်လင်းမြင်သာစွာမြင်နေရတဲ့အရာမျိုးကိုท้องฟ้าโปร่งလို့ခေါ်ပါတယ်โปร่งใสဆိုတဲ့စကားလုံးကိုအတူကောက်ခေါ်ထားဖြစ်ပြီးတော့ပွင့်လင်းမြင်သာတယ်လို့အဓိပ္ပာယ်ရပါတယ်เดือนพฤศจิกายนอากาศเย็นสบายและท้องฟ้าโปร่งเดือนพฤศจิกายนอากาศเย็นสบายและท้องฟ้าโปร่งနိုဝင်ဘာလမှာရာသီဥတုအေးမြတာရပြီးကောင်းကင်ကလည်းကြည်လင်နေပါတယ်ပြီးတော့ဒီ17လပိုင်းမှာထိုင်းနိုင်ငံရဲ့ရိုးရာဖြစ်တဲ့လွိုက်ကရာထုံလို့ခေါ်တဲ့မိမျောပွဲရှိပါတယ်ဒီပွဲကတနိုင်ငံလုံးတိုင်းတာအနေနဲ့စီကားတိုင်းမြိုက်စွာကျင်းပတဲ့ပွဲဖြစ်လို့နောက်ပိုင်းကျရင်ကျွန်တော်ဗီဒီယိုတစ်ပုဒ်တက်လုပ်ပြီးတော့တင်ပေးပါမယ်လွိုက်ကရာထုံရဲ့အဓိပ္ပာယ်ကတော့လွိုဆိုတာကမျောတာဖြစ်ပြီးတော့ကရာထုံဆိုတာကတော့ဒီမျောလိုက်တဲ့ဒီမီးကွက်လေးကိုပြောတာဖြစ်ပါတယ်နောက်ဆုံးဒီဇင်ဘာလကိုဆက်လိုက်အောင်เนาะเดือนธันวาคมอากาศเย็นที่สุดโดยเฉพาะตอนเช้าและตอนกลางคืนเดือนธันวาคมဒီဇင်ဘာလอากาศเย็นที่สุดရာသီဥတုကအေးဆုံးပဲအေးဆုံးရာသီပဲอากาศရာသီဥတုเย็นအေးတယ်ที่สุดအဆုံးအစွန်ကိုပြောတာโดยချင်းအားဖြင့်เฉพาะအထူးသဖြင့်ตอนเช้าမနက်ပိုင်းและပြီးတော့ตอนกลางคืนกลางคืนလို့လည်းပြောလို့ရတယ်เนาะများသောအားဖြင့်ตอนกลางคืนလို့ပြောတာများတယ်เดือนธันวาคมอากาศเย็นที่สุดโดยเฉพาะตอนเช้าและตอนกลางคืนเดือนธันวาคมอากาศเย็นที่สุดโดยเฉพาะตอนเช้าและตอนกลางคืนဒီဇင်ဘာလမှာရာသီဥတုအေးဆုံးဖြစ်ပြီးမနက်နဲ့ညဘက်တွေမှာပိုအေးတတ်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ပေးတဲ့ channel အသစ်လေးဖြစ်လို့တဦးတယောက်ချင်းစီရဲ့ like တစ်ခု follow တစ်ခုတိုင်းကကျွန်တော်တို့နောက်ထပ်ဗီဒီယိုတွေဆက်ပြီးတော့လုပ်ဖို့အတွက်ခွန်အားဖြစ်စေပါတယ်ဒီလိုမျိုးထိုင်းစာထိုင်းစကားနဲ့ပတ်သက်ပြီးတော့ဗဟုသုတရစရာဗီဒီယိုတွေကိုကျွန်တော်နဲ့အတူဆက်ပြီးလေ့လာကျင်သေးတယ်ဆိုရင် like နဲ့ follow လေးနှိပ်ခဲ့ပေးပါ YouTube ကကြည့်နေရဆိုလို့ရှိရင်လည်း subscribe လေးနှိပ်ပြီးတော့အားပေးတော့ပါအောင်လို့တောင်းဆိုပါတယ်စวัสดีครับအားလုံးပဲကြားမှာပျော်ရွှင်ကြပါစေ